Welcome back to my channel again. Yoshi industry လို့ပြောလိုက်တာနဲ့တန်ပြီးပြင်းမြင်ရလောက်ရှိန်ဝါကြီးပြီးတော့နေ့ရာချီတည်ရှိခဲ့တဲ့ Hollywood industry ကကျွန်တော်တို့မသိလိုက်ခင်မှာပဲတဖြည်းဖြည်းနဲ့ကျဆင်းလာပြီလို့ပြောရင်ယုံလားမသိဘူးဒီလိုဖြစ်လာတာတွေကရုပ်ရှင်တွေညံ့လာလို့ဒါမှမဟုတ်ပရိသတ်တွေကရုပ်ရှင်မကြည့်ကြတော့လို့တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ရုပ်ရှင်တွေရဲ့တင်ဆက်ပုံတွေနဲ့ရုပ်ရှင်ဘယ်လိုကြည့်ကြလဲဆိုတဲ့ပုံစံတွေပြောင်းလဲလာတော့ပဲဆိုတော့ဒီနေ့ရုပ်ရှင် industry ကြီးတစ်ခုလုံးကြရက်ထသွားစေတဲ့ Netflix က Warner Brothers ကိုဝယ်တယ်ဆိုတဲ့သတင်းနဲ့အတူဒီရုပ်ရှင်ကုမ္ပဏီနှစ်ခုပေါင်းစည်းလိုက်တာကအနာဂတ်ရုပ်ရှင် industry ကိုဘယ်လိုပြောင်းလဲပေးသွားနိုင်လဲဆိုတာလေကျွန်တော်တို့လိုရုပ်ရှင် fans တွေအတွက်ဘာတွေမျှော်လင့်လို့ရနိုင်လဲပြီးတော့ဘာဆိုးကျိုးတွေရှိလာနိုင်မလဲဆိုတာဆွေးနွေးကြတာပေါ့ဒီပေါင်းစည်းခြင်းကစီးပွားရေးရောင်းဝယ်တသက်မဟုတ်တာတော့သိကြတယ်Netflix မှာရော Warner Brothers မှာရောကကိုစီအားတာချက်တွေရှိတယ် Netflix စီမှာကကမ္ဘာပထမဆုံး streaming company ဆိုတာနဲ့အညီညီပညာ power data power စောင့်ရမ်းချမ်းတဲ့ user အကြိုက်လိုက်နိုင်တဲ့ algorithm power နိုင်ငံတကာထိပေါက်ရောက်နိုင်တဲ့လက်တံ power တွေရှိတယ်လို့တစ်ဖက် Warner Brothers မှာလည်း200ကျော်တည်ရှိလာခဲ့တဲ့ legendary company Batman တို့ Superman တို့ရှိတဲ့ DC Universe ကိုပိုင်ထားတဲ့အပြင် Harry Potter လို့ Game of Thrones လို့ iconic franchise တွေပါရှိနေသေးတယ်ဆိုတော့ဒီ company နှစ်ခု merge လုပ်လိုက်တာက New Hollywood နဲ့ Old Hollywood ကိုပေါင်းလိုက်တာလို့တော့ပြောလို့ရတယ်ဒီတော့မေးစရာရှိတာက Warner Brothers လို့ company ကြီးကဘာလို့ထုတ်ရောင်းပစ်ချင်ရတာလဲNetflix ကရောဘာလို့အသေးအတန်ဝယ်ချင်နေရတာလဲ Warner Brothers ကမွဲနေလို့ထုတ်ရောင်းတာတော့မဟုတ်ဘူးမမွဲပေမဲ့အကျွေးတွေကတော့ billions နဲ့ချီပြီးရှိရယ် Warner Brothers လို့ Universal လို့ဟိုးရင်တည်းကရှိခဲ့တဲ့ဒီ old school company ကြီးတွေကသူတို့ရုပ်ရှင်တွေကိုရုပ်ရှင်ရုံတွေမှာယုံတင်တာမျိုး DVD ထုတ်ရောင်းတာမျိုးဒါမှမဟုတ်ရုပ်သံလိုင်းတွေမှာ license ကြေးယူပြီးပြတာမျိုးတွေပဲလုပ်ခဲ့ကြတာဒါပေမဲ့ခင်ဗျားတို့သိတဲ့အတိုင်းဒီနေ့ခေတ်ရုပ်ရှင်ကြည့်တဲ့ပုံစံတွေကပြောင်းလဲသွားပြီstreaming စနစ်ကရုပ်ရှင်ရုံတွေကိုဖျက်ဆီးဖို့ကြိုးစားနေပြီလူနည်းစုကလွယ်ပြီးအများစုကရုပ်ရှင်သွားကြည့်ရတာအထက်အိယာပေါ်မှာဒါမှမဟုတ် sofa ပေါ်မှာတတရရနဲ့လှဲပြီးတော့ကြည့်ကျင်နေကြပြီ Warner Brothers လို့ company ကြီးက streaming ခေတ်မှာကျွေးပက်လဲနဲ့တယောက်တည်းရက်တည်နေဖို့ထက် Netflix လို့တခြား company တစ်ခုနဲ့ partnership လုပ်တာဒါမှမဟုတ်ရောင်းလိုက်တာသူ့အတွက်ခဲပေါက်ပဲဒါတို့ financially ရခဲ့တဲ့နိုင်မှာဖြစ်တယ်လို့အနာဂတ်မှာရုပ်ရှင်ရုံတွေထက်နေရာပိုရလာမဲ့ streaming tech အတွက်လည်းပြင်ဆင်ပြီးသားလည်းဖြစ်သွားမယ်ဆိုတော့ Warner Brothers က company အရှုံးပေါ်နေလို့ရောင်းတာမဟုတ်ဘဲနဲ့ entertainment industry ရဲ့ game changer ကြောင့်ရောင်းလိုက်ရတာလို့ပြောလို့ရတယ်ဒါဆို Netflix ကရော Warner Brothers ကိုဘာလို့အသေးအတန်လိုချင်နေရတာလဲဆိုတော့Netflix မှာအများနဲ့ပြဿနာတက်နေရတဲ့ ownership ပြဿနာရှိတယ်။ Netflix ကရုပ်ရှင်တွေ series တွေကိုရုပ်ရှင် company ကြီးတွေစီမှာ license ယူပြီးသူ့ platform ပေါ်မှာတင်ရတာရုပ်ရှင် company ကြီးတွေကမပေးရင်သူ့စီမှာတင်လို့မရအောင်။ဆိုတော့ content တွေကအာမခံချက်မရှိဘူး။ဥပမာDisney Plus ပေါ်လာတော့ Netflix ပေါ်က Marvel နဲ့ပတ်သက်တာတွေနဲ့ Disney movies တွေအကုန်နဲ့Disney ကိုပြန်ပေးလိုက်ရတယ်ဒီလိုဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့ဂုံတိတ်ခါကြီးပြီးတော့ Harry Potter franchise လို့ DC Universe လို့ Clay တိခွေးတိ Tom and Jerry လို့ character တွေရှိနေတဲ့ Warner Brothers ကိုဝယ်လိုက်တာကသူ့အတွက်ဖြေရှင်းနေပဲ Netflix ကိုယ်တိုင်ကလည်းကိုယ်ပိုင် show တွေ produce ထုတ်နေနိုင်တာပဲမို့ဘာလို့ Warner Brothers က show တွေကိုလိုမှလဲလို့မေးလာနိုင်တယ် Netflix ကိုယ်တိုင်ထုတ်လုပ်တဲ့ရုပ်ရှင်တွေက Warner Brothers ပိုင်တဲ့ show တွေလိုမျိုး timeless ဖြစ်မနေဘူး Netflix က Warner Brothers ကိုဝယ်တယ်ဆိုတာသူ့ရဲ့ legacy ကိုဝယ်လိုက်တာပြီးတော့ဘယ်တော့မှဖြုတ်ချပေးစရာမလိုတော့တဲ့ content library ပါဝင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ fans တွေအနေနဲ့ရောဒီရောင်းဝယ်ကနေဘာတွေမျှော်လင့်လို့ရနိုင်မလဲပြောကြည့်အောင်အရင်ဆုံး DC Universe ကပဲစတာပါခင်ဗျားတို့သိတဲ့အတိုင်း Warner Brothers အောက်မှာ DC ကအများအားပြဿနာတက်နေတာ reboot ခဏခဏလောက်တာတွေအစတဲလိုက်ဘာမှဆက်ဖြစ်မလာလိုက်ဒီလိုပဲချလပက်ရမ်းနေရတယ် Netflix အောက်မှာ DC fan တွေအများနဲ့မျှော်လင့်ခဲ့ရတဲ့ DC Universe ကကောင်းကောင်းအသက်ဝင်လာနိုင်တဲ့ series တွေ spin-off တွေ crossover တွေကိုကြင်ကျယ်ပြန့်ပြန့်မြင်လာရနိုင်တယ် character တွေကလည်း season တစ်ခုပြီးတစ်ခုတဖြည်းဖြည်းနဲ့ပုံမှန် develop ဖြစ်လာတာမျိုးကိုရတာရှိရှိကြည့်နိုင်မယ် Harry Potter လိုမျိုး Wizarding World franchise ဆိုရင်လည်းစာအုပ်တအုပ်ကို season တစ်ခုနဲ့ပို့ပြီး detail ကြကြနဲ့တော့ကြည့်ရမှာဖြစ်တယ်လို့ Fantastic Beasts လိုမျိုး Hogwarts ရဲ့ origin လိုမျိုးမြင်ရလာနိုင်တယ်ဒီတိုင်းပဲ Game of Thrones ဆိုရင်လည်း Robert ဘုရင်တို့ Aegon တို့ရဲ့ origin တွေကိုမျှော်လင့်လို့ရလာနိုင်တယ်ကျွန်တော်ပြောခဲ့သလိုမျိုး Netflix ရဲ့ရည်ရွယ်ချက်တွေဒါအထမြောက်ခဲ့ရင်
Hollywood Entertainment ရဲ့ industry က big game change လို့ပြောလို့ရတယ် studio တေးသေးလေးတွေပေါ်လာဖို့မလွယ်တော့သလို Disney တို့ Netflix တို့ရဲ့ IP WAP တွေလည်းမြင်ရလာနိုင်တယ်ဒီလိုတွေဖြစ်လာခဲ့ရင်ခင်ဗျားတို့ကျွန်တော်တို့လိုရုပ်ရှင်ပရိသတ်တွေအတွက်ကောင်းတာတော့ရှေ့မှာပြောခဲ့သလိုပဲ spin off တွေ sequel တွေ prequel တွေတော်ဝါကြီးကြီးရမှာဖြစ်လို့အဲ့လိုကြည့်ဖို့ဒီ streaming subscription တွေလည်းအများကြီးဝယ်ကြမလို့ပဲね platform တစ်ခုဒါမှမဟုတ်နှစ်ခုလောက်နဲ့ကြည့်ချင်တာကြည့်လို့ရလာနိုင်တယ်ဒါပေမဲ့ဒီလိုကောင်းကွက်တွေရှိလာတော့ညလေတစ်ဖက်မှာပြန်ပေးလိုက်ရမှာတွေတော့ရှိနေတယ်အသေးချာဆုံးကိစ္စတော့ Netflix ကဒီလိုဈေးကြီးပေးပြီးဝယ်လိုက်ရပြီဆိုတဲ့ပတ်စံတော့ပြန်ရှာမှာပဲတော့အရင်တော့အဲ့ပတ်စံကိုပြန်ပေးရမှာကျွန်တော်တို့ပဲဆိုတော့ Netflix ရဲ့ subscription ဈေးကအရင်ထက်ပိုကြီးလာမယ်နောက်တစ်ခုက Netflix ထုံးစံတိုင်း data cap release တွေနဲလာမယ် extraction လို့ electric state လို့ big budget နဲ့ streaming ဦးစားပေး movies တွေပို့ပြီးတော့မြင်လာရဖို့ရှိတယ် Netflix ရဲ့ co-CEO Ted Sarandos ဆိုတဲ့ဘဲက Oppenheimer နဲ့ဘာဘီလိုရုပ်ရှင်တွေကိုတော့မှရုပ်ရှင်ရုံမှာမတင်ဘဲနဲ့ streaming လုပ်ခဲ့ရင်လည်းခုလိုအောင်မြင်မှုမျိုးနဲ့အောင်မြင်နိုင်တာပဲလို့ပြောဦးရမှာအနာဂတ် theater cast ရုပ်ရှင်တွေတက်ကတော့ရင်လေးစရာကောင်းတယ်နောက်တစ်ခုက Netflix က quality ဆိုတာထက် quantity ကိုပိုဦးစားပေးတဲ့ entertainment ဒီလိုပြောလို့ Netflix ရုပ်ရှင်တွေ series တွေအကုန်လုံးစုပ်ပြတ်ပြီးညံ့နေရတော့မဟုတ်ဘူးသူတို့ရဲ့ content library အားကောင်းလာဖို့အတွက်တစ်မျိုးပြီးတစ်မျိုး sequels တွေ spin off တွေကိုမျိုးမျိုးထုတ်မှာဥပမာ The Last Days of American Crime လိုမျိုး365 days လိုမျိုး sound cringe ဖြစ်တဲ့ romance တွေ Harry Potter လို Lord of the Rings လို iconic franchise တွေဒီလိုဖြစ်မလာဘူးတော့မျှော်လင့်ရတယ်ပြီးတော့ franchise တွေရဲ့ identity တွေပျောက်သွားမှာစိုးရင်ရတယ်ရုပ်ရှင်တိုင်းမှာသူတို့ရဲ့ဒီ vibe တွေ identity တွေရှိရဗျာဥပမာ DC ဆို deep and dark ဖြစ်တယ် Harry Potter ဆိုရင် more sense နဲ့ timeless ဖြစ်တယ် Game of Thrones ဆိုရင်ကြမ်းကြမ်းတမ်းတမ်းနဲ့နိုင်ငံရေးဆန်မယ် brutal ဆန်မယ်ဒါတွေအကုန်လုံးက Netflix အောက်မှာဒီ Netflix vibe ပဲဖြစ်သွားနိုင်တယ် fans တွေအနေနဲ့ရုပ်ရှင်တကားကိုသဘောကျတဲ့နေရာမှာ character တွေအပြင်ရုပ်ရှင်ရဲ့တုံးကိုပါသဘောကျလိမ့်ရှိတယ်ဒါကြောင့်မို့လဲသူနောက်ဆုံးထွက်လာတဲ့ Superman ကိုကြိုက်တဲ့သူမကြိုက်တဲ့သူကွဲကြတာနောက်ပြီးတော့ Netflix မှာ fan ကြိုက်လိုက်လုပ်တဲ့ algorithm ကောင်းကောင်းရှိတယ်လူတွေကဘာတွေကြည့်နေလဲဘာတွေကိုစိတ်ဝင်စားနေလဲဘာတွေက trending ဖြစ်နေလဲဆိုတာကိုသူတို့အဆက်မပြတ်ကြည့်နေတာသူတို့လုပ်မဲ့ project တွေကလည်းဒီ data ပေါ်ကိုအခြေခံပြီးလုပ်တာတကူသိထားဖို့ကလူကြိုက်များတိုင်းလူတိုင်းလက်ခံနိုင်ရန် quality ဖြစ်မလာဘူးညာ quality ဖြစ်မဖြစ် Netflix ကတော့ဒီ data နဲ့အလုပ်လုပ်မှာအမှသူ့ platform ကိုလူကြိုက်များမှာကိုအဲ့ဒီတိုင်းဆိုရင် Blade Runner တို့ June တို့လို movies တွေကအရင်ထက်ပိုပြီးနဲလာနိုင်တယ် Netflix ရဲ့အဆိုးဆုံးကိစ္စကတော့ character တွေကို switch လုပ်တာယောက်ျားနဲ့မိန်းမ character switch လုပ်တာမျိုးလူပြူ character နေရာမှာလူမဲပြောင်းတာမျိုးဒါကကျွန်တော် racist လုပ်တာမဟုတ်ဗျာရှင်းရှင်းလေးပဲ Black Panther ကို Jackie Chan နဲ့ရိုက်လို့ကြည့်မကောင်းဒီကုန်းအနေနဲ့ကတော့ဒီ deal ကပတ်စံတစ်ခုတဲ့အတွက်စီးပွားရေးတစ်ခုတဲ့အတွက်တော့မဟုတ်ဘူးဒီ deal ရဲ့နောက်ွယ်မှာအနာဂတ်မှာခေတ်သစ် entertainment industry ကိုဘယ်သူကဥဆောင်တော့မှာလဲဘယ်သူတွေကြံခဲ့ပြီးတော့ဘယ်သူတွေဆက်ရက်တည်နေနိုင်မလဲဆိုတာပါလာတယ် Netflix ဒါဒီရုပ်ရှင်တွေကိုဒီဇက်ကောင်တွေကိုဒါလေးစားမှုပေးခဲ့ရင်ဒီခေတ်ကဒီ franchise movies တွေရဲ့ရွှေခေတ်ဖြစ်လာမှာဒါပေမဲ့အမှုပညာထက် algorithm နဲ့ data တွေကပိုပြီးအရေးကြီးလာမယ်ဆိုရင်တော့ Warner Brothers ရဲ့ legacy ကသမိုင်းမှာပဲကျန်ခဲ့လိမ့်မယ် Okay ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျားတို့ဒီရောင်းဝယ်ကိုဘယ်လိုထင်လဲကောင်းကွက်ဆိုးကွက်ဝင်ဆွေးနွေးပေးသွားကြပါဦးသဘောကျလားသဘောမကျလားနောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့ကျေးဇူးအများကြီးတင်ပါတယ်